အဲ့ဆိုဘယ်လိုလုပ်ပေးမှလဲ အခုလဲကားပေါ်မှာတေချာရှာပေးတာပဲရှိမှမရှိတာငါညမရဲ့ မရှိအောင်ကျမအိတ်ကဘယ်သူမှမယူဘဲနဲ့ပျောက်သွားစရာအကြောင်းလည်းမရှိဘူးသူ့ဘာသူခြေထောက်ပေါက်ပြီးထွက်သွားစရာအကြောင်းလည်းမရှိဘူး ဟောအဲ့လိုတော့အခုလဲဘယ်ပြောတတ်မလဲ ဟေးကြားရနော်ကိုကနဲ့ကိုပစ္စည်းကိုတေချာမထိမ့်မဲနဲ့ကိုပိုင်ကားနဲ့လာတာမဟုတ်ဘူးအများသူငါသွားတယ်ဖျားဖူးကားနဲ့လာတာ ကျမပြောတဲ့အချိန်မှာအန်တီတို့နာမည်ပါလို့လားကျမအိတ်ပြောလို့ကားဆရာကိုပြောနေရလေ အဲ့ဆိုကားဆရာရှာပြလိုက်လေ ဟုတ်ရှာပေးတယ်မတွေ့ဘူးမရှိဘူးတေချာလို့လားငါညမတေချာကြည့်ပါဦး အားလုံးမှာပဲတိတ်ထားခဲ့ရနော်တကယ်ချင်း ဟုတ်တယ် ကျွန်တော်တို့ဂေါဘွားရုံးမှာတော့ပတ်စံကြီးကောက်ရလို့လာထားရှိတယ်ဟိုခင်ဗျားတို့ဖျားဦးဖွဲ့တယ်ပဲဖြစ်နေမလား ဟုတ်ကဲ့ကျမပတ်စံအိတ်ပါ ဟောခင်ဗျာလား ဟုတ်ကဲ့ရှင် ဒါပေမဲ့အချက်လက်အတိအကျရလာပြီနော် ဟုတ်ကဲ့ပါရှင် ပတ်စံငွေမောင်များကျွန်တော်တို့တပည့်လူတွေပေးလို့မရဘူးဖြစ်နေ ဟုတ်ကဲ့ အဲ့တော့အတိအကျမို့လို့ပါနော် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါနော် ဟုတ်ကဲ့ပါဦးဟုတ် လာလာဒီမှာပျောက်တဲ့ပစ္စည်းဆိုရင်အကုန်လုံးပြန်ရရင်နော်ဘာမှတော့မပျောက်စီရအောင် ဟုတ်ကဲ့ ခင်ဗျာပတ်စံဟိုးဟဲ့လာဗျာကျောက်ကရုံးအောင်မရုံး ကျမမှတ်ပုံနဲ့နံပါတ်အတိအကျပြောထားတာကိုဘာဖြစ်လို့လဲရှင် ဒီမွေးတက်ကလေးထဲမှာ1980တဲ့ခင်ဗျာတက်က45ဖြစ်နေကျောက်ကခင်ဗျာရုပ်ခင်ဗျာရည်ရုံးအောင်မရုံးဘူးဗျာ ကျမအသက်က45နှစ်ပါရှင် အဲ့ဒါကိုမယုံတာခင်ဗျာ ငယ်ချင်းပြောပေးပါဦး ဟုတ်ပါတယ် तू က45နှစ်ပါ तू ကနှုတ်ကိုနှုတ်တာကျမတို့ကနှုတ်တယ်ကျမလည်း43နှစ်ပဲ privacy တွေထိခိုက်လိုက်တာ အဲ့ဒါဆိုဒေးထဲဘာပါတော့ပြောခင်ဗျာပြော ကျမအဆန်လည်းပြအောင်မယ် အော်ရပြီညီမအော်အမဒါအမအမြဲသုံးတဲ့ဘယ်လာရဲ့ ready နဲ့ series ပါဟုတ်လား ဟုတ်တယ် ဝဲရလွယ်လားရေ ဘယ်မှာဝယ်ရတယ် အမျိုးတော့တငယ်ချင်းမှတ်ထားဟိုဟာညီမတို့ကအမတက်ငယ်တယ်ညီမလေးက35နောက်တငယ်ချင်း35နှစ်ပဲ ချင်ပါတယ်အဲ့လောက်ပဲရှိမယ်လို့ ဘယ်လို35တော့ခင်ဗျားတို့ရုပ်ကကြီးတော့ရုပ်နဲ့ကြီးတော့လိုပဲထင်တာကြောက်ကတော့ အမေကျုပ်တို့အများကြီးတော့ရုပ်လေးပါလေဦးလေးတက်ကဘယ်လောက်မလို့လဲ 30နေပဲရှိသေးတယ် ဘလို့30နဲ့တော့ရုပ်ကအဘရုပ်နဲ့တို့အဘလောက်ရှိတယ်နော်ရုပ်က 60လောက်ရှိပြီတင်တာလေ ဘယ်လာ ready နဲ့ series လေးဝယ်သုံး ခင်ဗျားတို့လည်းတော့ မလေးငါတို့လည်းသုံးမယ်နေရပို့သုံးတင်တည်းအသက်က32နဲ့မလေး82လောက်ရှိတယ်ပေါ့ တားလဲဝယ်သုံးမယ် ဘလို့သားလဲဦးအလေးရဲ့ မဟုတ်ဦးလင်းကတားမဟုတ်ဘူးတားရဲ့အဖေကဦးအလင်းတားဦးအလင်းရဲ့တားနေအောင်အလင်းတားတက်ကခုမှ25ပဲရှိသေးတယ်တားတက်ကခုမှ25ပဲရှိသေးတယ်